ရှောက်တယ်ကပြောရတာ ပြောတာပေါ့ ခု ကိုခုပြောကြရှိရဲ့ ဘာပြောလို့လဲပြောလေကိုရဲ့ ကိုရှောက်ထားရလို့ရပြီခုရဲ့ ဟဲ့တကယ် တကယ် ဟာအဲ့အလောက်ကကိုခက်ခက်ခဲခဲနဲ့ရှောက်တာပြောစရာကြီး ပြောမနေနဲ့လောက်ရပြီဆိုတော့ခုနဲ့ကိုနဲ့တဲတာလေတနေ့ကြော်ပြီကိုကိုလက်ထက်ချင်ပြီပါ ကိုတကယ်ပြောရလား တကယ် ဟာပြောလိုက်တာကောင်းတော့ပေါ့ ဒီဘက်တနင်္ဂနွေလောက်ကြာရင်ခုမေကိုပြောထားပါကိုလာတယ်ကိုလာတော့ရတော့မယ် တကယ် တကယ် အဲ့ဒါဖုန်းမေပြောထားလိုက်တော့မနော် ပြောထားလိုက်တော့ ချစ်လိုက်တာကို လက်ထပ်ပြီးတစ်ပစ်ပြန်ချတော့ ချက် ပြောလေ ဒီနေ့အားလေးနဲ့တည် တီးဦးလေပြောကြည့်ပေါ့ စစ်တာဒီနေ့ချင်းနဲ့ကိုနဲ့လာဦးတတန်တနေ့ပြည့်တယ်နေ့ အမေဘယ်ဆိုလို့လဲငါပြောမှတ်မိတာမှတ်မိတော့ထင်တယ် မှတ်နေတာပေါ့ မှတ်မိလို့တော်သေးရဲ့အမြဲတမ်းကိုကပြောလိုက်ရင်အလောက်ကမအောင်ပြည့်ရည်ဆိုလဲ over time ဆင်းရတာနဲ့ဗာနဲ့အိမ်ရောက်ပြီဆိုရင်ကွန်ပျူတာနဲ့နှလုံးနဲ့မခွာဘူးတော့မိမနာမမကပ်ဒီနေ့တော့မနေ့ပြောပြီးတော့ခေါ်လာ ဟောအဲ့ဒါချင်းနဲ့ကိုနဲ့ရှေးအတွက်လုပ်နေရလေလုပ်ပြရမယ် ပြောတော့ချောနေရပဲ နောက်ကြရင်ဟိုပဲသွားခြင်းလဲမလုပ်ခြင်းလဲအကုန်လုံးလိုက်ဖို့ပဲနော် အဲ့ဒါနောက်ဘက်ကျရင်ရုပ်ရှင်ပါကြည့်မယ်လေနော်လိုက်ဖို့ပြမလား ဖြစ်တော့ အောက်ကလေးပြီးဒီမအောင်မအောင်ပြီးတော့အားကြောင့်ရကြောက်ချစ်တာ ဟဲ့ဖွေးသွားမယ်လေဖြစ်ဖြစ်နေရလား ဟိုကလည်းဘာဝလို့ဝေးရမှမသိဘူးဒီမှာကြည့်လာကောင်းလား ဟာဟုတ်ဝေးလာ ရုပ်ရှင်တော့ကြည့်မယ်လေနော်အရင်ဆုံးရုပ်ရှင်ကြည့်ပြီး ဟယ်လိုဟုတ်တယ်ဟောဒီကြည့်လို့လားအခုလာမှာလားအော်အေးငါလာခဲ့မယ်လေအော်အေးခဏဆောင်နော်အေးငါခုတက်လိုက်ထလိုက်အေးဒါပဲဒါပဲ ဟုတ်ဘယ်ထွက်လာမှာလဲရုပ်ရှင်တော့ကြည့်ပါမယ်ဆိုမှ ကဲလောက်ကိစ္စရေးကြည့်ပေါ်လာပြီဘူးရဲ့ အလုပ်ကိစ္စဒီနေ့မနေနေဘူး ဟုတ်တယ်ဟိုမှာရေးကြည့်လို့ဖုန်းလမ်းဆက်တာ အမြင်အဲ့လိုပဲ နောက်ပိတ်ရကြလိုက်ပုံမယ်နော်လိမ္မာပါ ဟုတ် လေ ပြီအရင်လိုမဟုတ်တော့ဘူးအမြင်အဲ့လိုပဲရှုပ်နေ လိမ္မာပါနော်နောက်ကြလိုက်ပုံမယ်နော် အဲ့မှာ ကဲအဲ့ဒါကိုသားပြီနော်တိုက်တာ ဟယ်လိုအေးငါအိမ်မှာဘောတငယ်ကြလဲငါဘာလို့ရှိလို့လဲ ငါပြောစိတ်မဆိုးနဲ့နော် မေငင်ကထူးထူးဆန်းဆန်းဘာပြောမှလဲပြော ဒီယောက်ျားလေးဟောသူတိုင်းထဲမှာဖြစ် ငင်ငါ့ကိုလာစလာနောက်တငယ်ချင်းချင်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲငင်ကလဲ ငါမနောက်ဘူးဒီကေပြောနေတာမယုံရင်ငါနေ့ကိုလိမ့်စာပို့နေတယ်ကိုယ်တိုင်သိရတယ် ငင်ကလားငင်ကလဲ तू အလုပ်သွားတာသူ့လုံနဲ့ तू တောင်အားရမဟုတ်ငါ့တော့အချိန်မပေးနိုင် အေးမယုံနဲ့နောက်ထပ်မှနေမွားမှဖြစ်မယ်နော် ဘူးယုံပါဘူးငင်ကလဲပို့ကျင်ပို့လိုက်ပေါ့ငင်စနေငါတီးတာပဲ ဟုတ်ပါလား ငါ့ကြောက်အဲ့လိုမဟုတ် ဒါပဲ ပြီးရောအေးပါတငယ်ချင်းငင်ကလဲဘာလို့လာစနေငါ့ကိုအချင်းချင်းဟိုအမြဲတမ်းငါ့ကိုဆိုရင်ချင်းအားရတော့မဟုတ်ဘူးငါတငယ်ချင်းကအဲ့လိုပြောတာဖြစ်နိုင်ပါ့မလားငါသူ့ယုံဖုန်းကိုနှက်ဆက်ကြည့်အောင်ပါပါဟယ်လို ဟယ်လိုမဖူပြောလေ အော်ညီမလေးလားဟိုကလေအမယောက်ျားဒီနေ့အလုပ်ဆင်းလာလို့ မမတို့ဒီနေ့ခွဲနိုင်တာရှင် ဟမ်သူမလာဘူးလား ဟုတ်မမတို့ဒီနေ့မလာဘူးရှင် အော်ဟုတ်ကဲ့ညီမလေးကျေးဇူးပါနော် ဟုတ်ကဲ့ပါရှင် ဟဲသူလိပ်စာပို့ထားတာကန်တော်ကြီးထဲမှာပဲသူငါ့ကိုအလုံးမအောင်နဲ့အမြဲတမ်းဖြစ်ထားတယ်ငါအဲ့လိုလုပ်ရက်ငါလိုက်ကြရင်ကောင်းမလားငါတော့ကြည့်အောင်ပါဝါတော့ကြည့်ရမှာပါဘူးကိုနင်ပြောတော့လောက်သွားမယ်ဆို
你我有ပြောတော့အိမ်မှာမအောင်ဆိုဒါနင့်ရဲ့ရေးကြည့်ရလက်ကိစ္စလား你ငါခွေရမှာဖောက်ပြန်နေရပဲ ဟဲ့အောင်ခသူဘာလာပြောနေရလဲမရှင်းအောင်လေ ရှင်းပြလိုက်လေငါဘာတွေပြောနေရဆိုတာနင်ရှင်းပြလိုက်လေငါဘာလို့ဆိုတာနင်သိကြလားနင်ပြပြလိုက်လေငါနင့်ရဲ့တရားဝင်ဇနီးမရပါဆိုတာနင်သူသိအောင်ပြပြလိုက်လေ ဟုတ်လားအောင်ခနေပြောလို့ပြောလို့ဆိုအဲ့ဒါကငါလည်းပတ်သက်ခဲ့ရပြီနေအဲ့လိုကောင်းမြတ်တဲ့ငါလည်းအစောရပတ်သက်ခဲ့မှာမဟုတ်ဘူးအခုလည်းပတ်သက်ချာဖာအကြောင်းမရှိဘူးဒီလည်းကလည်းခံခွဲပဲ ရှင်းပြနားထောင်ပါဦး နင်ကအဲ့လိုလားနင်အဲ့လောက်ကြီးဖြစ်နေလားရဟန်လေနင်ငါ့ကိုပြောတော့ချစ်တယ်သူဒါနင်တက်တည်ပြလိုက်တာလားရတယ်နင်ကမပေါင်းနိုင်ဘူးနင်ကကွာရှင်းမယ်နင်ကနင်မေစီမငါတရားဝင်စာချုပ်ပို့ပေးလိုက်မယ်နင်ကလည်းဒီတက်ပြစ်ပြီပြစ်ပြီ ငါခဏနေ